လူတယောက်ရဲ့ယုံကြည်မှုကဘလောက်ထိခိုင်မာသွားနိုင်မလဲတာမန်ယုံကြည်မှုကနေစပြီးတော့ဘယ်တော့မှမတုံလို့မရင်းညိုင်တော့တဲ့အခြေအနေမျိုးအထိပေါ့လေကဲဒီနေ့ကျတော့ဘုံတဘာသာမှာတောတာပန်လို့ခေါ်တဲ့အဲ့ဒီလိုတုံလို့ချင်းမရှိတဲ့တတ္တာတရားကိုပိုင်ဆိုင်သွားတဲ့အဆင့်တစ်ခုကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒီအဆင့်ကိုတန်းပြီးမသွားခင်ပါလေကျွန်တော်တို့အများစုနဲ့ယဉ်နေပြီးသားဖြစ်တဲ့ယုံကြည်မှုပုံစံလေးနဲ့အရင်စကြည့်အောင်ကျွန်တော်တို့ရဲ့ပဝန်းကျင်မှာဆိုရင်နတ်တွေဝါမျိုးမျိုးကိုကိုးကွယ်ကြတယ်ဆိုတာကတိတ်ပြီးမထူးဆန်းတဲ့အခြေအနေတစ်ခုပါပဲဟုတ်တယ်ပြမကြီးတွေကနေစလို့ကိုဒေတာကနေတို့ရှင်အထိယုံကြည်မှုတွေကနေရအများကြီးမှာပြန့်ကျဲနေတတာမျိုးပေါ့ဘုရားကျောင်းကန်လေးမှာတောင်မှဒီနော်နတ်အမျိုးမျိုးကိုတွေ့ရတတ်တယ်အဲ့တော့ဒါကဘာကိုပြနေတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ကိုးကွယ်မှုစွမ်းအားကတနေရာတိုင်းမှာစူးစီးမနေဖိနေနေရာတော်တော်များများကိုခွဲဝေပေးထားတယ်လို့ဖြစ်နေတာကိုပါပဲဒါပေမဲ့လေခဏလေးစဉ်းစားကြည့်ရအောင်အဲ့ဒီလိုပြန့်ကျဲနေတဲ့ယုံကြည်မှုတွေအစားကိုယ့်ရဲ့စက်တာတရားအလုံးကိုတစ်ခုတည်းတော့ရာပေါ်မှာပဲစူးစီးလိုက်ပြီးဘလို့မှရင်းရမှုမရှိတော့ဘူးဆိုရင်တော့အဲ့ဒီအခြေအနေကဘယ်လိုမျိုးဖြစ်မလဲအဲ့ဒါကပဲကျွန်တော်တို့ရဲ့ဒီနေ့အဲ့ဒီကခေါင်းစဉ်ရဲ့အဖြေပါပဲအဲ့လိုမျိုးပေါ့တခုသေးတော့ရာအပေါ်မှာအကျွမ်းမဲ့တည်ရှိနေတဲ့တောတာတရားကိုပိုင်ဆိုင်သွားတဲ့သူကိုဘုရားဘာသာမှာတောတာပန်လို့ခေါ်ပါတယ်ဒါဟာယုံကြည်မှုရဲ့နောက်ထပ်တစ်ဆင့်ကိုလန်တက်သွားတာပါပဲပို့ပြီးတော့ရှင်းအောင်ပြောရမယ်ဆိုရင်တောတာပန်ဆိုတာကarea အဖြစ်ကိုရောက်ဖို့အတွက်ပထမဆုံးလှမ်းလိုက်တဲ့ခြေလမ်းပေါ့အဲ့ဒီအဆင့်ကိုရောက်သွားပြီဆိုတာနဲ့ဖယားတရားတန်ခါဆိုတဲ့ယရဏ၃ပါးအပေါ်မှာဘယ်ရာကမှလာပြီးမတုံလို့မရင်းရိုင်စေနိုင်ပေါ်တဲ့တထတရားမျိုးကိုပိုင်ဆိုင်သွားတာကိုဆိုလိုပါတယ်ဒီ slide မှာကြည့်လိုက်ရဲ့အင်မတန်အတိတ်ပဲလေးနဲ့တဲ့ပါဠိစကားလုံးနှလုံးတွေ့ရမယ်ဧကန်တက်ကတော့ဒါကတခုတည်းတော့ရာဆိုလိုတာကမြတ်စွာဘုရားမှန်ပဲစိတ်ကိုလုံးဝနှစ်ထားတာကိုပြောတာပါနောက်တစ်ခုကအဘိပတနောဒါကတာမန်ကြီးညိုတာမဟုတ်ဘူးအလွန်အမြင်အထူးကြီးညိုတာကိုဆိုလိုတယ်ဆိုတော့ဒီစကလုံးနှလုံးပေါက်လိုက်တဲ့အခါမှာခွဲဝေလို့မရတဲ့အကျွန်းမဲ့ယုံကြည်မှုဆိုတဲ့အတိတ်ပဲထွက်လာတာပါကဲဒီတော့ဒီ slide မှာပြထားတဲ့ဌာနချက်ကိုရှင်းရှင်းလင်းလင်းကြည့်လိုက်ရအောင်ဘယ်ဘက်ကအစားပိုင်းမှာပြောခဲ့သလိုပြန်ကျဲနေတဲ့မေခွန်ထုတ်ဆရာတွေရှိနိုင်တဲ့တရားတရားညာဘက်မှာတော့သောတာပန်ကျိုးရဲ့အလွန်ခိုင်မာပြီးဘာနဲ့မှခွဲဝေစရာမလိုတဲ့တရားတရားကွာခြားချက်ကတော်တော်လေးကိုရှင်းလင်းနေပါတယ်ဒီလောက်တည်ငြိမ်နေတဲ့စိတ်ချီနေကိုဘလို့များမြင်ရောင်ကြည့်လို့ရမလဲအင်မတန်မတ်ကိုအားကောင်းတဲ့ဥပမာလေးတစ်ခုရှိပါတယ်ခိုင်မာတောင့်တင်းပြီးကြီးမားလာတဲ့အကြောက်တိုင်ကြီးတိုင်ကိုအာယုံထဲမှာမြင်ရောင်ကြည့်လိုက်ပါဦးဒီကြောက်တိုင်ကြီးကဘလောက်တောင်ကြီးတယ်လဲဆိုရင်လေစုစုပေါင်းအမြင့်က16တောင်တောင်ရှိပါလေတကယ်ကိုကြီးမားခိုင်ခန့်တဲ့ပုံတွေတစ်ခုပဲနော်အရေးကြီးဆုံးအချက်ကဒီမှာပဲဗျာသူ့ရဲ့တည်ငြိမ်မှုကဘဲကလာတယ်လဲဆိုတော့ကြောက်တိုင်ရဲ့တဝက်ထစ်တဲ့ရှစ်တောင်ကိုမြေကြီးထဲမှာခိုင်ခိုင်မာမာစိုက်ထူထားလို့ပဲကျန်တဲ့ရှစ်တောင်ပဲမြေပေါ်မှာမြင်နေရတာပါအဲ့လိုမျက်စိနဲ့မမြင်နိုင်တဲ့နှဆိုင်တဲ့အခြေခံအုံးမြေကြောင့်ပဲသူ့ကဘယ်လုံးမှရင်းရိုက်လို့မရအောင်ခိုင်မာနေတာပါဒါကြောင့်မို့လို့အရက်လေးမျက်နာကဘလောက်ပြင်းထန်တဲ့လေမုန်တိုင်းတွေတိုက်လာပါစေဒီကြောက်တိုင်ကြီးကရင်းရိုက်သွားမှာမဟုတ်ဘူးအဲ့ဒီလိုပါပဲသောလာပန်တယောက်ရဲ့ထထတရားဟာလေဒီကြောက်တိုင်လိုပဲလောကမှာဘယ်လိုအယူဝါဒအတိတွေဘယ်လိုစင်ခိုးမှုတွေပဲပေါ်လာသူ့ရဲ့ယုံကြည်မှုကိုလာပြီးတုံ့လုံစေနိုင်မှာမဟုတ်တော့ပါဘူးဟုတ်ပြီဒီလောက်ခိုင်မာရဲ့တရားကိုရသွားပြီဆိုရင်ရောဘာဒီထစ်လာမလဲဘာကြိုးကျေးဇူးတွေရှိမလဲအဲ့ဒါကိုစက်ကြည့်ကြပါစို့ပထမဆုံးနဲ့အကြီးမားဆုံးအာမခံချက်ကတော့ဒါပါပဲသောရပန်စီသွားပြီဆိုရင်တန်တရာခရီးရဲ့ဏီကုန်းချုပ်ကိုမြင်နေရပြီလို့ပြောလို့ရတယ်နိဗ္ဗာန်မရောက်ခင်အများဆုံးခွန်ဘဝပဲကြမှာတော့တယ်ဒီစကားကအရင်အရေးကြီးတယ်ရှစ်ဘဝမြောက်ဆိုတာလုံးဝမရှိတော့ဘူးဒါဟာဖြစ်နိုင်တယ်ဆိုရင်ခံမှန်းချက်မဟုတ်ဘူးနော်မြတ်စွာဘုရားကိုယ်တိုင်ပေးထားတဲ့အာမခံချက်တေချာပေါက်ရောက်ရမယ်လမ်းဆုံးတစ်ခုဖြစ်သွားပါပြီနောက်ပြီးတော့လေနောက်ထပ်အင်မတန်မှကိုကြီးမားတဲ့အာမခံချက်တစ်ခုကအပေပုံတွေကနေအပီးအဖိုင်လွတ်မြောက်ခြင်းပါပဲသောတာပန်ဖြစ်သွားပြီဆိုရင်ငရဲပုံတိရိစ္ဆာန်ပုံပိတာပုံဆိုတဲ့ဒုက္ခတိပုံတွေမှာဘယ်တော့မှပြန်လဲခြင်းလဲရတော့မှာမဟုတ်ပါဘူးဒါဟာဒီအရိယာအစဉ်ရဲ့တကယ်ကိုကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုဖြစ်ပါတယ်ကဲအဆုံးသက်အနေနဲ့ဒီမေးခွန်းလေးကိုအကျူတူစဉ်းစားကြည့်ကြရအောင်တာမန်ယုံကြည်မှုတစ်ခုကနေတန်တရားခရီးတစ်ခုလုံးတဲ့အာမခံချက်တစ်ခုဖြစ်ပြောင်းလဲသွားလောက်အောင်အားကောင်းတဲ့တရားမျိုးကဘယ်လိုပုံစံဖြစ်မလဲအကျွမ်းမဲ့တေချာမှုဆိုတဲ့ဒီအယူဆကကျွန်တော်တို့ကိုယုံကြည်ခြင်းရဲ့အနက်ချမ်းဆုံးအရေးပဲကိုပြန်လဲစဉ်းစားစေတာပေါ့